any ကနေနော် room service စာမယ်နေလေးစာအတွက်ပဲ spaghetti bolognese ရှိတယ် amata sauce နဲ့အဲ့ဒါအတွက်ဒီက parmesan cheese တင်ခဲလေးရှိတယ်ပေါင်မိုးလေးရှိတယ်ပြီးတော့ဒီကငါကြော ငါကြောဆိုစားကြစို့ စားကောင်းတယ် နော်မနက်စာပါစားလေပေါင်မိုးနေနေပဲနော် ပါမောနဲ့ကော်ဖီနဲ့ city မှာကဝယ်ကမပါမော စားကောင်းလား oh crispy နော် မဲ အဲ့လိုမျိုးတမ်းအင်္ဂလိပ်မှာဘယ်လိုခေါ်လဲအင်္ဂလိပ် crispy crispy ပဲမလို့ I don't know တော့ဆက်တော့မင်းညကနလန်မှာလမ်းလျှောက်တယ်အမှငါအများကြီးပဲနော် ဟုတ်ပါဆောပဲသူပင်လေတာတော့အများကြီးပဲ ပုံစံကောင်းတယ်အမျိုးစုံကမစကြည့်မယ်ကျမတို့ချွေတာနေရတယ်ဥမကနည်းနည်းကစီကိုတာ နေဥမိုက်ကတကယ်တော့ဥမိုက်ကစီကုတ်တာဘာတူလဲသူကမှမှန်လား ဘာကြောင့်လဲကစီကိုတာဒီပြောမယ်တကယ်ပစံကိုမယ်ဆိုရင်တော့မဟုတ်ဘူးပြဿနာကငွေတာမကေတော့ဒီပမာဘန်ကခါမရှိရငွေတာကုန်းရင်ငွေတာအသက်ရဖို့ခဲ့တယ်အဲ့အချောင်းတကယ်အဲ့အချောင်းဒီ hotel အစားအဲ့ကားနဲ့ပေးလို့ရတယ်ဆိုဘာမှမပြဘူးမိုက်တယ်စားကြည့် အသားရည်နေရပါ အေးလေစားရရှင်းရင်စားဒီမိမကစီကုတ်တယ်တဲ့လားဥမိုက်ကကျုပ်ကိုပြောတယ် ပြီးတော့စားလာကိုthink စားထေးလို့ရတယ်နည်းနည်းပဲတဲ့ဒီလေးကိုပြောတယ်ဒီမိမကစီကုတ်တယ်တဲ့ဘယ်သူတင်လိုက်မတူလားမတူလားလင်းကိုမတထားဘူးတဲ့ဟုတ်အများကြီးနေတယ်အမှန်တော့သူ့ကိုတထားလုံးအာကြီးနေအများကြီးကြွေရသူဝမကြောက်လို့မစားဘူးအိမ်မှာဆိုလဲစားအများကြီးစားဒီဘက်မှာအမေရိကန်နဲ့နိုင်ရှင်ရင်စေအကုန်လုံးသက်တာပြဿနာကငွေတာရဖို့ခက်တယ်မှန်ကောင်းနည်းနည်းပေါ်တယ်ဒါပေမဲ့စင်ပြေတယ်ငါရန်ကောင်းတယ်နော်အဲ့ sauce နည်းနည်းပေါ်တယ်အဲ့ကြောင့်တင်းခဲအကုန်ထိမယ်နော်နည်းနည်းပဲရှိတင်းခဲလေးတကယ်နည်းနည်းပေါ်တယ်Okay let's talk about room service အတွက်နေရာကိုတပွဲပဲမာတယ်ပြီးတော့အဲ့ဒါနဲ့ဆိုတော့အဆင်ပြေတယ်ပြီးတော့ဒီညာကိုရီးယားစားရှာမယ်အေးစားရှာကြလို့တကယ်ဒီဘက်ကအစားလာဘက်ကအစားခိုင်းတဲ့ကောင်းတယ်နော်ဟုတ်မကတော့ no အစားနဲ့ပတ်သက်တာအတွက်အကောင့်စွန်နေရမနေဘူးနေပတ်မှာနေတယ်နော်ဒါပေမဲ့အဲ့ကြောင့်ချိန်မှရောက်ဖို့တယ်ဘန်ကောက်ရောက်ဖို့တယ်ဒီအစားကောင်းတယ်ဒီဟာသူတို့ free ပေးရနော်ဒီပုံကမှားတဲ့ထဲမှာမပါဘူး free ပေးရမိုက်တယ်အဲ့ပုံမှန် spaghetti နဲ့ပါမိုးရရဲ့ဒါဆို gente တဲ့ sauce အဲ့နဲ့စားလို့ရတယ်အဲ့လိုကြောင့်ထည့်မယ်မနေ့ကဟိုနေ့ရနော်စပါဂက်တီစားတော့လဲလို့ပဲမုံရအပီကနေနေရမိုက်ကနေမကောင်းအဲ့ဒီအချိန်မှာစားတော့ဆန်ရပြမိုက်ကေပါမစားဘူးနိုင်မကောင်းလို့သူ့လေးစားတယ်အခုမှစားရစနေစားစနေငါတော့ချိုင်တယ်စားကြစို့စားရပါဦးဒီနေ့မိုးနေရွာနေရအပြင်မှာမိုးနဲ့ကြာရင်လည်းမိုးအုပ်တယ်အမှန်တော့ဒီနေ့လမ်းလျှောက်ရင်တော်တော်ကောင်းတယ်အမှန်လည်းမထွက်ဖြစ်သေးဘူးညနေမှာပြင်းရယ်ငါပြင်းနေပြီလို့စားကောင်းလားဒီကအိမ်မှာစပဂက်တီပို့စားလို့ရတယ်အမေတော့မချိုက်ဘူးလားအမှန်ဒီနေ့မချက်တတ်တာကောင်းကောင်းချက်ရင်ကြိုက်တယ်နောက်ပိုင်းစနေရပို့ပြီးကိုဝင်သွားရင်မိုက်ကေချက်ပေးရမယ်ပြောတယ်အဲ့ဒါကအိမ်ပုံငါနေတယ်အဲ့ကြတော့ငြိမ်းပြီပါတော့ကိုမင်းနေကောင်းလားကောင်းတယ်တော့ပက်လေးရှိဩစတြေးလျတော့ပက်ထိုင်းတော့ပက်လေးမကောင်းနော်တကယ်ထိုင်းရဲ့အစားအစာ quality မကောင်းကဲလောက် quality ပိုကောင်းတယ်
ခိုင်းကအုံးတို့သုံးတာများတယ် အဲ့ဒါချိုက်တယ် ကဖောင်းတွေပါတော့ကောင်း ပြီးတော့နော်ဒီမှာနိုင်စေညာစေရောက်တယ် စားမျိုးစုံရှိတယ်မိုက်တယ်တကယ် ခမင်းကျော်တော့စားကောင်းတာ ထိုင်းအစားစားစေအကုန်လုံးတူတူပဲချိန်မိုင်ဘန်ခါရွာဘက်မြို့ကလေးဘက်ဒီစိပြီးဒီစိလုံးဝအတူတူပဲဘာအထူးမှမရှိဘူးဒီမှာအကုန်မိုက်တယ် မဲသားနဲ့စား မေတ္တာစေထောက်ပံ့နေစားမယ်အဲ့ပိုက်စားရနော် အစားကောင်းစားရင်အဖေမေတ္တရီရတွေးကျင်တာ အဲ့တံဖန်ပါတယ်မယ်ပဲသူတို့ခါလို့မရဘူး အမေတို့အများကြီးဝယ်ပေးထားခဲ့ဝတ်သားတွေရောကြက်သားတွေရောမဲသားတွေ အဲ့ ရော အဲ့ဒီကမုတ် อืม အဖေမုတ်ပဲကြိုက်တယ်ဆိုတော့သူကမုတ်အများကြီးထားခဲ့ အဖေကမုံနေအများကြီးဝယ်ပေးထားခဲ့ပြီးတော့ဆန်စီအပြည့်ဆုံးအသီးရွက်တွေရောအများကြီးဝယ်ပေးထားခဲ့လိုအပ်မဲ့ထင်တာကုန်ပေးထားခဲ့ပြီးတော့ပတ်စံလည်းပေးထားခဲ့ နောက်တစ်ပတ်ပြန်အိမ်ပြန်ရမယ်ကြားတပည့်နေလာမျိုးလေးနဲ့ဒီ အဲ့ က ဒါတော့ ဗီဇာကိစ္စဆင်ပြေ ဆူတောင်းမှာပဲငါပြက် ဒီကဖြုတ်ကြည့်မဟုတ်ဘူးဗီဇာကိစ္စတော့ခီးမဟုတ်ရင်တော့အမေဖေမထားခဲ့ဘူး ပြောကြီးဆိုရင်တော့အဖေမေပါပါလား အေးလေဘာအမေမဟုတ်ရင်မတော့ဘူး อืม ရွေးချိတ်ချက်မရှိဘူးမကဲထိုင်ဗီဇာကောင်းလို့ရှယ်ပဲ so ကောင်းလိုက်တာ ဟာဘယ်လိုငါမျိုးလဲ ရွှေငါးထင်တယ်တဲ့ ရွှေငါ อืม ဟောအောက်ကကန်ကရွှေငါလား မဟုတ်ပါအဲ့အလှမငါမိုက်တယ်ချစ်စရာလေငါ အဲ့လူတွေမစားဘူးနော်ဒီက sauce ရမ်းကောင်းတယ် အဲ့ဒီဆော့ရမ်းကောင်းတယ် ဟာ မယောနီဆော့စ်လို့ မယောနီနဲ့ dill อืม dill မြန်မာနဲ့ဘယ်လိုခေါ်လဲမသိဘူး ဒူ ကဲနည်းနည်းပဲစားမယ် စားကြပါ ခါတာ